Hello ဒီနေ့တော့အားနေလို့ပေါ့နော်အိမ်မှာအားနေမဲ့အတူတူဘာလေးလုပ်မယ်လဲဆိုတော့ strawberry ယူလေးထိုးပါမယ်ရှင် strawberry ယူလေးကိုစားလေးနဲ့တခြားပုတ်ပြီးတော့စီးပါတယ်ရေလုံးဝပြောင်းသွားပြီးတဲရပါအောင်ပေါ့နော်တဲပါမှာဆိုလို့ပါရှင်ဒါကနေပြီးတော့လေးစိတ်ထိုးပါတယ် strawberry လေးစိတ်ထိုးပါမယ်ရှင်လုံးဝရေပြပြလေးရအောင်ပေါ့နော်အလုံးလိုက်ကြိတ်လို့ရှင်တော့အလုံးလိုက်ထိုးပါမင်ကတော့ခြေတာလေးမှကြိတ်တဲ့အတွက်မင်ကိုယ်တိုင်ကအဒီstrawberry လေးစိတ်ထိုးပါတယ်အားနဲ့စားလေးနဲ့မှွေပါမယ်ရှင်ပထမဆုံးသူကနော်အိုးလေးမှာလုံးဝရေထည့်ပြီးမကြိုရပါဘူးရှင် strawberry ကြိုလို့ရှိရင်လေတချို့ကရေထည့်ပြီးကြိုရလာမီလို့ပါဒီတိုင်းလေးပဲကြိုရပါတယ် strawberry ကသူ့အရေထွက်ပါရဲ့ပေါ့နော်အားနဲ့မှွေတယ်ဒီကြောင်မနဲ့ပေါ့နော်ဒီဇုံးကြီးနဲ့မှွေလိုက်တာပေါ့နော်မှွေနဲ့အားမရမှွေနဲ့ဘာလဲမသိဘူးနည်းစိတ်ကလေးဒီကနာအိုးထိနေလို့မခံစားရအောင်အဲ့အတွက်မင်းနောက်ပြီးတော့မှနောက်တစ်ခုမှမလားမသိဘူးဇုံးတစ်ခုသွားလဲပါပဲမှွေတယ်နော်အမဒါဇုံးပြောင်းသွားပြီဒီတန်ဇုံးထဲမှာအားရတာအဲ့ဒါမှအိုးထိရုပ်ထင်တာပေါ့နော်လုံးဝကာလာလေဒီချိန်မှာနော်ကာလာတိတ်မလှသလိုပဲနော်ဒါပေမဲ့ချိုပြီးသွားတဲ့အထိပါတကြားထည့်ပါပြီရှင်တကြားကတော့ strawberry ရဲ့အနေထားမှာမူတည်ပါတယ် strawberry ကအရန်ချိုတဲ့ဟာဆိုရင်တော့တကြား short ထည့်ပေါ့နော် strawberry ကအရန်မချိုဘူးဆိုလို့ရှင်ချင်းတဲ့ဘက်ကိုသွားရတော့မင်းဟာတော့မင်း strawberry ရဲ့ချင်းတဲ့ဘက်ကိုသွားရတော့မင်းကိုယ်တိုင်ကအမတကြားတွေအများကြီးထည့်လိုက်ပါတယ်ရှင်ဒါလုံးဝမရသေးလို့ဒီအနေထားမှာမရက်လိုက်ပါနဲ့စောက်ကြိုပါရစက်ကောင်းလေးကတော့နောက်မှာလုံးဝလှပါလေရအောင်မလို့မင်းတို့ဒီဟာကိုကိုမညာပဲနဲ့ကြိုပါပြီးတော့ဒီလိုအိုးပေါ့နော်အိုးနည်းနက်တဲ့ဟာနဲ့ကြိုပေါ့နော်နည်းပလက်ဖြစ်တာနဲ့မကြိုနဲ့ strawberry ကနှစ်ပိုင်းပွက်သွားခဲ့လို့ရှိရင်အမတာတက်မြလေးတက်မျိုးစီချမ်းထည့်လိုက်တယ်ဘာလို့ဆိုတော့သူ့ရဲ့အရသာလေးကိုထိန်းတဲ့အနေနဲ့ပေါ့နော်တက်မျိုးစီလေးထည့်လိုက်ပါတယ်ရှင်ဘာရိမ့်ပြီးသွားလိုက်မသိဘူးအဲ့ဒါနဲ့ strawberry ရတာပါရှင်အရန်စားကောင်းတော့အရသာမှာလုံးဝနံပါတ်1အရန်စားကောင်းပါတော့ strawberry ရိုးလေးရပါပြီရှင် strawberry ရိုးလေးကတော့ yes မိုက်မင်းရတာစားကြည့်ပြီးတော့မင်းအဲ့ဒါအရာအောင်မြင်တာနဲ့ကိုကြွေတယ်ကွာကိုရဲ့လုံးဝ strawberry ဂျူနီကလုံးဝမိုက်တယ်လုံးဝဟိုပါပေါ့နော်ခက်ခဲမဟုတ်ဘူးလွယ်ကူကူလေးနဲ့ဒီလိုမျိုးလို့စလေးရတာပါရှင်ဟိုထဲမှာလည်းကြံပါသေးတယ်ဒါ900သားပေါ့နော်900သား10တော့စားထားရဲဆိုတော့ချိုးပါပြီအမလက်နဲ့တစ်ခါလေးမှုပြီးမီးပြီးအရန်ကောင်းတော့ပြီးကြမှာပမုံသွားဝယ်ပါတယ်ပမုံလေးထည့်စားကြည့်လုံးဝ very very good ပါရှင်ကျမတက်ရှင်အများကြီးတဲ့စားရ